ဆက်ပေးမယ့်သတင်းကတော့ယခုနှစ်ပိုင်းတွင်မြေပဲနှင့်ချက်သွန်မှုများဈေးမြင့်တက်လာတဲ့သတင်းပဲဖြစ်ပါတယ်။ပြည်တွင်းမှာအဓိကစားသုံးပြီးပြည်ပတင်မှုရှိနေတဲ့မြေပဲနှင့်ချက်သွန်မှုများဟာယခုနှစ်စပိုင်းအတွင်းဈေးမြင့်တက်လာကြောင်းသိရပါတယ်။စီထွက်တီးနှံတစ်မျိုးဖြစ်တဲ့မြေပဲကယခုတစ်ပတ်အတွင်းပြည်ရင်းဈေးသာမကပြည်ပဈေးလည်းဈေးမြင့်တက်လာကြောင်းသိရပါတယ်။မြေပဲကိုပြည်ရင်းစီဆက်များနဲ့လုပ်ငန်းသုံးရန်ဝယ်လိုအားဖြင့်တရုတ်နိုင်ငံအပါအဝင်ပြည်ပနိုင်ငံများသို့တင်ပို့နေကြောင်းသိရှိရပါတယ်။မြေပဲ S1 စီဆန်တန်ကျပ်52သိန်းကျော်မှ53သိန်း2000ကျော်မြေပဲနီစီဆန်ရှမ်းတန်ကျပ်49သိန်း6000ကျော်မှ52သိန်းကျော်ထိဈေးပြောင်းပြီးမြေပဲ M12 စီဆန်တန်ကျပ်52သိန်း6000ကျော်ဖြင့်ဈေးငြိမ်နေပြီးမန္တလေးဈေးကွက်တွင်မြေပဲပြည်တွင်းဈေးကအမျိုးအစားလိုက်ဈေးမြင့်တက်မှုများရှိနေကြောင်းသိရပါတယ်။ပြည်ရင်းတိကစားသုံးပြီးပြည်ပတင်မိုးရှိနေတဲ့စပိုဆောင်သီးနယ်တစ်မျိုးဖြစ်တဲ့ချက်သွန်ဖြူကယခုတစ်ပတ်အတွင်းဈေးပြန်တက်လာကပြီးခဲ့တဲ့ရက်တစ်ပတ်ကတရုတ်နိုင်ငံမှာတင်သွင်းတဲ့ကျူကျုပ်ချက်သွန်ဖြူသားမကရှမ်းချက်သွန်ဖြူကလည်းဈေးကျဆင်းခဲ့ကြောင်းသိရပါတယ်။ရှမ်းပြည်နယ်မှာဆက်ပြီးဟလုပ်တဲ့ချက်သွန်ဖြူယခုတစ်ပတ်အတွင်းဈေးမှာအောင်မဲထူးနဲ့တပိတ်သားကျပ်3500မှ9500အောင်မဲထူး3တပိတ်သားကျပ်4500မှ6500အောင်မဲထူး4တပိတ်သားကျပ်9500မှ9500အောင်မဲထူး5တပိတ်သားကျပ်6500မှ8500တီဈေးမြင့်တက်သွားကြောင်းသိရပါတယ်။ယခုတစ်ပတ်အတွင်းချက်သွန်ဖြူနေမြေပဲအားလုံးပြည်ရင်းဈေးသာမကပြည်ပရောင်းချခဲ့တဲ့ဈေးရလည်းပြန်လည်မြင့်တက်လာကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ညင်းစိအောင်ကပေးပို့လာတာပါ။